ဆိုတော့ဒီ crypto coin မှာကျွန်တော်တို့ဒီသုံးပြုနေတဲ့ price action trading system အလုံးမဖြစ်ဘူးလို့တော်တော်များများပြောနေကြတယ်ပေါ့နော်ဆိုတော့ဒီဟာဘာကြောင့်အလုံးမဖြစ်တာလဲဆိုတော့ကျွန်တော်ဒီနေ့မှာပြပြပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါ IN တပိုင်းကနေကြိုဆိုလိုက်ပါရစေဆိုတော့ကျွန်တော်တို့ဒီလူတော်များများကသူတို့ရဲ့ crypto ဈေးကွက်တွေမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ price action Babylon system ရအလုံးမဖြစ်ဘူးလို့တော်တော်များများပြောနေကြတာအဲ့တော့ဘယ်အရာအလုံးမဖြစ်တာလဲလို့မေးကြရှိတာပဲအဲ့တော့ကျွန်တော်ရဲ့ Telegram chat မှာလာမေးကြတဲ့လူတွေရှိတယ် brother ရဲ့ကပေါ့နော်ဒီ pattern တွေပေါ့နော် pattern တွေရတယ်အလုံးမဖြစ်ဘူး pattern တွေလည်းတိတ်ပြီးတော့ဟိုမဖြစ်ဘူးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ trend တွေ support resistance တွေလည်းမမှန်ဘူးဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါကျတော့ကျွန်တော်ကတစ်ချက်မေးကြည့်တယ်ဟုတ်ပြီ brother အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီ trend တွေ support resistance တွေမမှန်တာက तू ကမမှန်တာလားဒါမှမဟုတ်ကိုကမမှန်တာအဲ့ဒါပထမတစ်ချက်ရှိသွားပြီနော်တချို့တွေကရှိတယ်ကျွန်တော်တို့ trend တွေကို major minor တော့တဲခွဲအောင်မလုပ်တတ်ကြသေးဘူးနောက်ပြီးတော့ pattern ပေါ့နော် trend အောင် major minor မလုပ်တတ် trend အောင် major minor မခွဲတတ်သေးဘူးဆိုလို့ရှိရင် pattern တွေကိုဘယ်လိုလုပ် major minor တော့ခွဲမှာအဲ့တော့မေးကြည့်လိုက်တယ် brother ဒီ trend တွေကို major minor ဘယ်လိုခွဲမလဲဘယ်ဟာ major လဲဘယ်ဟာ minor လဲဒါတွေကိုသေချာလေးခွဲကြည့်ခွဲတတ်ပြီလားမခွဲတတ်သေးဘူးမခွဲတတ်သေးပဲနဲ့ဘယ်လိုလုပ်သွားပြီးတော့ကျွန်တော်တို့ဒီ crypto ဈေးကွက်မှာလုံးမှာလဲအဲ့ထားပါတော့ကျွန်တော်ပြပြမယ်တကယ်တမ်းကကျွန်တော် crypto မ trade တာဆိုတာအလုံးမဖြစ်ဘူးလားဆိုတော့လည်းမဟုတ်ဘူးကျွန်တော်တို့မကြိုက်တာတော့မှန်တယ်ကျွန်တော်တို့ရဲ့ဒီ price action နဲ့ဒီ crypto ဈေးကွက်နဲ့တိတ်ပြီးတော့မကြိုက်ဘူးပေါ့တော့မကြိုက်ဘူးဆိုတာကျွန်တော်တို့ဒီ pattern တွေမဖြစ်လို့လားမဟုတ်ဘူးဒီ trend support resistance တွေမသွားလို့လားလည်းမဟုတ်ဘူးအဲ့အကြောင်းပြချက်တွေတော့မဟုတ်ဘူးကျွန်တော်မကြိုက်ဘူးဆိုတာကျွန်တော်တို့ရဲ့ပတ်စံရှာတဲ့နီးစနစ်တွေနဲ့မကြိုက်ဘူးပြောမှဆိုလို့ရှိရင်ဒီကောင်ကဒါဘယ်လိုပြောရမလဲရေရှည်ရင်းနှီးမြုပ်နှံမှုနဲ့ပို့ပြီးတော့အဆင်ပြေတယ်လို့ကျွန်တော်တို့ကယူဆထားတာကွာကျွန်တော်တို့ရဲ့ price action ကအဲ့ဒါကြောင့်ကျွန်တော်တို့ကတကောင်ကျွန်တော်တို့ကမထွေဘူးတော့မဟုတ်ဘူးဘယ်လိုပြောမလဲတခါတလေကြားလို့ရှိရင်ကျွန်တော်တို့ဝင်ပြီးတော့ trade တာမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ရဲ့ basin နဲ့ရမကြိုက်လို့ကျွန်တော်တို့ကမထွေတာအဲ့ဒါကြောင့်ပဲအဲ့တော့နောက်တစ်ခုကျွန်တော်ထပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီ strategy တွေတိုင်းကတော့ဒီဈေးကွက်တိုင်းမှာအလုံးမဖြစ်တာတော့မဟုတ်ဘူးနော်အလုံးဖြစ်တာရှိတယ်အလုံးမဖြစ်ဘူးလို့တော့ပြောလို့တသမက်လေးသွားပြီးယူဆနေလို့မရဘူးအဲ့တော့အလုံးမဖြစ်ရတဲ့အကြောင်းပြချက်ကိုကျွန်တော်အရင်ဆုံးပြောမယ်ပထမတစ်ချက်ခင်ဗျာ strategy ကိုအရင်သိအောင်လုပ်ပြီးတော့ system ကိုလည်းအရင်သိအောင်လုပ်ခင်ဗျာ strategy ကိုခဏထားလိုက်အောင်ခင်ဗျာဒီ basic knowledge foundation basic knowledge တွေလည်းအရင်နားလည်အောင်အရင်လုပ်တော်တော်များများသိရမလားကိုစီးနေတဲ့ကိုယ့်ရဲ့ကားအကြောင်းတော့ကိုကနားလည်အောင်အရင်မလုပ်ကိုကားကဘယ်နားမှာဘလို့ engine ရှိတာသိတယ်မလားဘယ်နားမှာဘလို့မောင်းရတာမျိုးတော့တို့ကနားလည်အောင်မလုပ်ကြပါနဲ့တန်းမောင်းခြင်းမှာတော့ခင်ဗျားတို့တိုက်မှာပေါ့ပေါ့လားအဲ့တော့ကိုစီးနေတဲ့ကိုယ့်ရဲ့ကားအကြောင်းကိုခင်ဗျားသိအောင်လုပ်ရလိမ့်မယ်သဘောပေါက်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီ strategy မှာလည်းအဲ့တိုင်းပဲကျွန်တော်တို့ဒီ foundation of basic knowledge တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာတွေကိုသိအောင်လည်းမပြီးဘူးကျွန်တော်တို့လေ့ကျင့်ရကျွန်တော်အမြဲတမ်းပြောတယ်လေ့ကျင့်ပါနော်ခင်ဗျားတို့ကလေ့ကျင့်တယ်တစ်လနှစ်လသုံးလေးလလေ့ကျင့်လိုက်တယ်တချို့တွေဆိုလို့ရှိရင်တစ်ပတ်လောက်ပဲလေ့ကျင့်ပြီးတော့ဟာလုံးမဖြစ်ဘူးဟိုနားမလဲတာပါဖြစ်လာတဲ့ခါကျတော့သူများတွေလိုက်ပြီး comment တွေလိုက်မှတ်တယ်အဲ့ brother ဟာကြီးကဘလူးကြီးတွေရှုပ်ထွေးနေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ခင်ဗျားလေ့ကျင့်နေတဲ့အချိန်ကိုခင်ဗျားပြန်ကြည့်ခင်ဗျားတစ်ပတ်ပဲရှိသေးတယ်တစ်ပတ်ထဲနဲ့ခင်ဗျားဘလို့လုပ်ပြီးတော့ခင်ဗျားဓာတ်တွေကိုခင်ဗျားတက်ဦးမှာတော့သဘောပေါက်လားခင်ဗျားတစ်ပတ်ထဲနဲ့လုံးနေလို့မရဘူးခင်ဗျား3-4လလောက်ခင်ဗျား train မှရမှာအဲ့တော့ maybe ကျွန်တော်ပြပြမယ်ဒီနေရာမှာကျွန်တော်ပြပြမယ်ကျွန်တော်ဒီ price action နီးစနစ်ကိုကျွန်တော်စတိခဲ့တော့ကျွန်တော်ဘာအရင်စလုပ်လဲဆိုကျွန်တော်ကအဲ့ဒီ strategy အကြောင်းဒီ system အကြောင်းကိုပဲကျွန်တော်သိအောင်လုပ်ခဲ့ကျွန်တော်ပတ်စံရှားဖို့လေကျွန်တော်မလုပ်တော်တော်များသိသွားပြီသိတယ်မလား YouTube video တစ်ပုတ်တွေ့သွားပြီဆိုတာနဲ့ပတ်စံရှားမယ်ဆိုတာကြီးပဲဖြစ်နေကြကျွန်တော်ပြပြမယ်အဲ့လိုလုပ်နေခင်ဗျားဘယ်တော့မှခင်ဗျား trading ကနေအကျိုးမြတ်ရလာမှာမဟုတ်နော်ကျွန်တော်အမြဲတမ်းပြောတယ်ခင်ဗျားတို့အဲ့ဒါကိုလည်းခင်ဗျားတို့ကနားမထောင်နော်ကျွန်တော်စသချင်းလေးချင်းတော့ပုံစံပြပြမယ်စသချင်းကျွန်တော်ဘာစလုပ်လဲဆိုကျွန်တော်ဒီ trading system ကိုနားလည်သွားပြီဆိုလို့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော် MT5 ကိုကျွန်တော်အရင်ဆုံးဖြတ်ပလိုက်တယ် MT5 ကိုဖြတ်တယ် trading view ထဲမှာပဲကျွန်တော်နေတယ်အဲ့ trading view ထဲမှာပဲကျွန်တော်ဒီမှာဒီ trend line ဆိုတဲ့မြင်းနှကြောင်းလေးကိုကျွန်တော်သုံးပြီးအဲ့တော့ trend line ကို arrow ဒီ arrow ဆိုတဲ့မြင်းနှကြောင်းလေးကိုသုံးပြီးဒီလိုမျိုး lower low ပြီးလို့ရှိရင် lower high lower low ပြီး lower high အဲ့လိုမျိုးဒါလေးပဲကျွန်တော်လိုက်ဆွဲတယ်ပြီး lower low ပြီး lower high ပြီး lower low ပြီး lower high ဒါလေးပဲကျွန်တော်လိုက်ဆွဲတယ်အဲ့ဒါကျွန်တော်စသချင်းတည်တော့ကျွန်တော်ဒါလေးပဲလိုက်ဆွဲတယ်ကျွန်တော်အဓိက trend တွေ support resistance တွေဘယ်လိုအလုပ်လုပ်တာလဲဆိုတော့ကျွန်တော်သိကျင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်လေးကိုကျွန်တော်နေတိုင်းလိုက်ဆွဲတယ်အဲ့ဒါယူပဲကျွန်တော်အချိန်ပေးတယ်ဘာပတ်စံမှလည်းကျွန်တော်မရှာဘူးကျွန်တော်ဘာမှလည်းကျွန်တော်အကောင့်လည်းမဖွင့်ဘူးဘာမှလည်းမလုပ်အဲ့ဒါပဲကျွန်တော်အားတိုင်းရတိုင်းကျွန်တော်ထိုင်ဆွဲတယ်ဒီဟာကိုပဲကျွန်တော်အချိန်ပေးတာနော်ကျွန်တော်ပြောကြရတယ်ကျွန်တော်တော်တော်များများဟာမင်း
ဘယ်လောက်ထိသိနေလို့ဘယ်လောက်ထိတက်နေလို့လည်းပြောကြကျွန်တော်ဘယ်လောက်မှမသိဘာမှလည်းမတက်တကယ်ပြောတော့ကျွန်တော်ဘာမှမသိဒါပေမဲ့ကျွန်တော်သိတာတစ်ခုပဲရှိကျွန်တော်ဒါလေးလိုက်ဆွဲဒါပဲကျွန်တော်ဒါလေးလိုက်ဆွဲရင်းထဲမှာကျွန်တော်အဖြေတွေထုတ်ခဲ့တယ်ဒီ price action ရဲ့advanced knowledge တွေကိုကျွန်တော်ကိုယ်တိုင်ဒီဟာလေးဆွဲနေတဖြည်းဖြည်းအစိမ့်နဲ့တက်ပြီးတော့ဖြေထုတ်ခဲ့တယ် maybe ဒါကြီးတွေဆွဲနေဒီတိုင်းတသက်မတိတ်သွားတော့မဟုတ်ဘူးလေသိမလားတော့အစာပိုင်းမှာကျွန်တော်3-4လ5လလောက်ထိကိုကျွန်တော်ဒါလေးတွေကိုဆွဲခဲ့တယ်ဒါတွေကိုပဲကျွန်တော်အချိန်ပုံမှန်ပဲကျွန်တော်အားရရတဲ့ကျွန်တော်အဲ့ဒါကိုပဲဆွဲခဲ့ဆွဲပြီးရတယ်ကျွန်တော်ဘာလုပ်လဲနောက်ပိုင်းကျလို့ရှိရင် plan တွေကို major minor ပြန်ပြီးတော့ခွဲတက်အောင်ပြန်ပြီးလေ့ကျင့်တယ်ပေါ့နော်ဘယ်ဟာ major လဲဘယ်ဟာ minor လဲအဲ့ဒါလေးတွေကိုကျွန်တော်ပြန်ပြီးတော့ခွဲတက်အောင်လေ့ကျင့်တယ် major minor ခွဲတက်သွားပြီဆိုလို့ရှိရင် key zone တွေရှာမယ် lower လို့ဆိုလို့ရှိရင် lower height တွေဘယ် level ထိရောက်သွားလဲအဲ့တော့ဘယ်နာကနေကျွန်တော်ရောင်းလို့ရမလဲဘယ်နာကနေဝယ်လို့ရမလဲဒါလေးတွေကျွန်တော်လိုက်ပြီးတော့လေ့ကျင့်တယ်အဲ့ဒါတွေများသွားလေ့ကျင့်တဲ့အခါကျလို့ရှိရင်ကိုကတဖြည်းဖြည်းနဲ့ခင်ဗျားလေ့ကျင့်မှုကနေစကားပြောလာတာသဘောပေါက်လားကျွန်တော်တို့ကဒီဟာကြီးကို strategy ကိုကျွန်တော်တို့ဗီဒီယိုကြီးကိုထပ်ခါကြည့်နေုံနဲ့ခင်ဗျားစကားမပြောဘူးဗီဒီယိုထပ်ခါကြည့်နေသိရမလားဟောထပ်ခါကြည့်ပြီးတော့ဗီဒီယိုကြီးကိုထပ်ခါကြည့်ပြီးကျွန်တော်တို့ဒီ trading မှာတစ်ချောင်းသွားဆွဲုံနဲ့စကားမပြောဘူးဗီဒီယိုခဏကြည့်ပြီးလို့ရှိရင်အဲ့ဒီ chat ထဲမှာပဲကျွန်တော်ထပ်ခါဆွဲပေးမှစကားပြောတာချိန်မှန်များစွာဆွဲပေးမှစကားပြောတာဒါကိုလူတော်များပြောလည်းမရဘူးသဘောပေါက်လားကျွန်တော်ကခင်ဗျားတို့မှာမရှိတဲ့အချိန်တွေတချို့တွေဆိုလို့ရှိရင်အလုံးမအားကြဘူးပေါ့နော်အဲ့တော့အလုံးမအားတာကိုအကြောင်းပြပြီးတော့ခင်ဗျားတို့ကဒီဟာကြီးကိုမဆွဲဘဲနေခင်ဗျားတို့ဘယ်လိုလုပ်ဖြစ်မှာအဲ့ဒါခင်ဗျားတို့ရဲ့ရွေးချယ်မှုဖြစ်သွားတယ်ခင်ဗျားတို့အလုံးမအားတာထက်အရေးကြီးတာဒီဒါခင်ဗျားတို့ရဲ့ဘဝတက်လန်းလို့ခင်ဗျားတို့သတ်မှတ်ထားရဆိုလို့ရှိရင်ခင်ဗျားတို့တချို့အချိန်တွေမှာတော့ခင်ဗျားတို့ပေးရလေဒါပေမဲ့ခင်ဗျားတို့တော်တော်များများသိရမလားလူတိုင်းကအတူတူပဲ24နာရီချင်းတူတာတောင်မှပဲပေါ့နော်အလုံးမအားတာဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ကျွန်တော်ဟိုဟာလောက်အောင်မှာဒီဟာလောက်အောင်မှာအကြောင်းပြပြီးတော့သိရမလားမဆွဲတဲ့လူတွေအများကြီးဒီလိုဟာမျိုးတွေကျွန်တော်ရဲ့ The Greater Empire Community ထဲမှာအများကြီးကျွန်တော်ကြုံခဲ့ပြီလားဒီလိုလူမျိုးတွေပဲကျွန်တော်ထိန်းလာတာအများစုကလေသိရမလားအဲ့လိုစင်ကြေပေးနေတဲ့လူတွေကများတယ်ကျွန်တော်ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ဟိုဟာဖြစ်လို့ဖင်ရနာလို့ခေါင်းကိုက်လို့သိရမလားတခုဆွဲပါလုပ်ပါလို့ပြောလာပြီဆိုလို့ရှိရင်တော်တော်များစင်ကြေပဲပေးနေကြတာအဲ့လိုစင်ကြေပေးနေမှာတော့ခင်ဗျားတို့ဘယ်လိုလုပ်ဖြစ်မှာလဲအခုကျွန်တော်ဒီလိုမျိုးပြောနေခွေတို့မှလုံးမဖြစ်ဘူးလို့ပြောနေရကောင်လေ baby ကျွန်တော်စီလာခဲ့လိုက်ကျွန်တော်ဆွဲခိုင်းမယ်ခင်ဗျားတို့ဒီဟာကိုတစ်နေ့ကိုဘယ်လောက်အချိန်ပေးဟုတ်ပြီနော်ဘယ်လောက်အချိန်ပေးကျွန်တော်ပြောတဲ့နီးစနစ်တိုင်း guideline တိုင်းကိုသေချာလေးလုပ်ဟုတ်ပြီအဲ့ဒါကိုပြက်ကွက်ပြီဆိုတော့အဲ့ဒါခင်ဗျားမှားသွားပြီအဲ့ဒါကိုမပြက်ကွက်စေနဲ့ကျွန်တော်ဆိုလို့ရှိရင်ဒါဒီ trial တွေ support အောင် resistance တွေဒီလိုမျိုးတွေလိုက်ဆွဲပြီးတော့မလုပ်တယ်အဲ့ major minor ပြန်ခွဲတယ်နောက်ပိုင်းကျတော့မှကျွန်တော် pattern တွေပါတယ်ကျွန်တော်ပြန်ပြီးတော့ကိုယ့်ဘက်ကိုပြန်ပြီးပေါ်ထုတ်ကြည့်တယ်ဒါပဲကျွန်တော်အများကြီးသိလို့မဟုတ်ဘူးကျွန်တော်ဘာအကြောင်းမှကျွန်တော်အများကြီးမသိ maybe ကျွန်တော် fundamental တောင်ကျွန်တော်မသိခဲ့ဘူးအခုနောက်ပိုင်းတော့မှကျွန်တော် fundamental အကြောင်းကိုသေချာလေးလေ့လာပြီးတော့မှကျွန်တော်သိတယ်သတင်းတွေဘာတွေဆိုတော့အဲ့တော့ကျွန်တော်သတင်းတောင်မကြည့်တော့ကျွန်တော်ရင်တော့သတင်းလုံးဝမကြည့်တယ်အဲ့လိုမျိုးအဲ့လောက်ထိကျွန်တော်စိုးတယ်အဲ့ဒါတော့မှပဲကိုယ့်ဟာနဲ့ကိုယ့်ရဲ့ plan တိုင်းကိုယ့်ဘက်ကိုအမျက်ရှာနိုင်ခဲ့တယ်ဒါပဲရှိတယ်အဓိကကျွန်တော်ပြောတာဒီ system နဲ့ strategy တွေကိုအရင်ဆုံးနားလည်အောင်လို့ကိုစီးနေတဲ့ကိုယ့်ရဲ့ကားကိုအရင်နားလည်အောင်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်နံပါတ်1အချက်ကိုရောက်နေတဲ့နေပယ်ကဘယ်နေပယ်ရောက်နေရလဲကိုရောက်နေတဲ့နေပယ်မှာကျွမ်းကျင်အောင်လုပ်အောင်ခင်ဗျားကားစီးကြရုံနဲ့မပြီးခင်ဗျားအခုချိန်မှာခင်ဗျားမြန်မာနိုင်ငံရန်ကုန်မြို့မှာရောက်နေဆိုလို့ရှိရင်ခင်ဗျားရန်ကုန်မှာကတော့မွေးကလေးကခင်ဗျားရန်ကုန်မှာမွေးလာတာဖြစ်တဲ့အတွက်ခင်ဗျားရန်ကုန်မှာဘယ်နေရာမှာဆိုခင်ဗျားအကုန်သွားတတ်တယ်ဒါပေမဲ့ခင်ဗျားမန္တလေးကိုရောက်သွားပြီမန္တလေးမှာနေရတော့မယ်ဆိုလို့ရှိရင်ခင်ဗျားမန္တလေးရဲ့ဒလေးအထတွေမန္တလေးရဲ့အလေးထားတွေမန္တလေးရဲ့နေရာတွေဘယ်နေရာရောက်ရင်ဘယ်လိုရောက်တယ်ဘယ်လိုသွားရင်ဘယ်လိုရောက်လဲဆိုတော့ခင်ဗျားဘယ်လိုလုပ်သိမှာအဲ့တော့ဆန္ဒချင်းကတော့ခင်ဗျားဘယ်သူမှတော့ကျွမ်းကျင်မှာမဟုတ်အဲ့တော့နေပယ်မှာတော့ကျွမ်းကျင်အောင်ရေးလို့ခင်ဗျားတော့နေပယ်ကိုလည်းမကျွမ်းကျင်အောင်မလုပ်ထားဘူးပြီးတော့မှတ်လည်းမမှတ်ထားဘူးသိရမလားရှောက်တော့သွားနေရပဲသွားနေရပဲလေးလေးရရှောက်သွားနေရပဲမှတ်လည်းမမှတ်ထားပဲနဲ့နေပယ်ဒီနေပယ်ကဒါရှိတယ်ဒီဟာဒါရှိတယ်ဟုတ်လားဟိုရန်ကုန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဆိုဒါရှိတယ်ဒီမှတ်တန်ရောက်ရင်ဒီလိုရှိတယ်အဲ့ဒါတွေကိုလည်းခင်ဗျားတို့မမှတ်ထားဘူးဘယ်ဘတ်စကားကိုစီးရင်ဘယ်ကိုရောက်တယ်ဆိုတော့လည်းမမှတ်ထားပဲနဲ့ခင်ဗျားတို့လေလွင့်ရချီဦးပေါက်ရရှောက်သွားနေမှာခင်ဗျားတို့ဟုတ်တယ်ခင်ဗျားတို့ဘယ်လိုလုပ်ဖြစ်မှာအဲ့ဒါကိုကျွန်တော်ပြောတာဒီ system ဒီဟာဒီနေပယ်တစ်ခုပဲကျွန်တော်ဆိုလို့ရှိရင်ပြပြပါကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ကဒီ trading စားလုပ်တဲ့ဒီ go market ကြီးမှာပဲ only ဒီ go market တစ်ခုတည်းကိုပဲကျွန်တော်အမြဲတမ်းဒီနေပယ်မှာပဲကျွန်တော်ကျွမ်းကျင်အောင်လုပ်ခဲ့တာအဲ့ဒါကြောင့်ပဲကျွန်တော်ပြောတယ်ဒီ go market ရဲ့အလုပ်လုပ်ပုံ system တွေကိုသိကျင်တယ် go market မှာပဲကျွန်တော်ကျွမ်းကျင်အောင်လုပ်ချင်တယ်ဒီ go market မှာကျွန်တော် lower high ဒါလေးလိုက်ဆွဲတယ်အဲ့တော့ဘယ်နာဘယ်လို uptrend ပြောင်းသွားလဲဘယ်နာဘယ်လို downtrend ပြောင်းသွားလဲဒါလေးတွေကိုကျွန်တော်တို့ကဒါနေပယ်တစ်ခုမှာကျွန်တော်ကျွမ်းကျင်အောင်အရင်ဆုံးလုပ်တယ်အဲ့လိုနေပယ်တစ်ခုမှာကျွန်တော်ကျွမ်းကျင်အောင်အရင်ဆုံးလုပ်ပြီးတော့မှဒီနေပယ်ရဲ့အလုပ်လုပ်တဲ့ပုံစံနားလည်သွားတဲ့အခါကျလို့ရှိရင်ကိုပတ်စံရှားမယ့်နေရာလေးတွေကိုတွေ့သွားတယ်ဒါပဲလေကိုအတွက်အခွင့်အလမ်းပေးနိုင်မယ့်နေရာကိုပတ်စံရှားမယ့်နေရာလေးတွေကိုအများစုတွေ့သွားတယ်အဲ့တော့ကျွန်တော်နေရာမှာခင်ဗျားသာဆိုလို့ရှိရင် maybe ကျွန်တော်ဒီ crypto မှာကြီးပဲ only ထွက်ခဲ့မယ်ဆိုလို့ရှိရင်ဒီ system ကိုပဲသုံးချပြီးတော့ဗောနော်ဒီ system ကိုပဲသုံးချပြီး crypto မှာပဲ only ထွက်ခဲ့မယ်ဆိုလို့ရှိရင်အလုံးမဖြစ်စရာဘာအကြောင်းမှမရှိဘူး
ဘောပေါက်လားအဲ့တော့ကျွန်တော်ကဒီ level မှာနေလာတယ်ကျွန်တော်ဒီ goal မှာပဲကျွန်တော်နေလာတယ်အဲ့တော့အဲ့ goal မှာပဲကျွန်တော် system ဒီ price action system ဒီကားကိုပဲစီးပြီးကျွန်တော်သွားခဲ့တယ်ဒါပဲကျွန်တော်ဘယ်ကားမှလည်းထပ်မစီးတော့အဲ့လိုပဲခင်ဗျားအချိန်သုံးအနေနဲ့ကိုစီးနေတဲ့ကိုယ့်ရဲ့ကားကြောင်းပြီးအောင်လုပ်ပြီးလို့ရှိရင်ကိုသုံးနေတဲ့ကိုယ့်ရဲ့ဒီ market ကိုရောက်နေတဲ့ဒီ level เนาะဒီ HUSD ဆိုတဲ့ level ဖြစ်ဖြစ်ဒါမှမဟုတ် forex level ပဲဖြစ်ဖြစ် crypto level ပဲဖြစ်ဖြစ်ဒီ level မှာဘယ်လိုမျိုးဘယ်နေရာဘယ်လိုရောက်ရင်ဘယ်လိုဖြစ်တယ်လဲဆိုတာကိုခင်ဗျားတို့သိအောင်လုပ်ရတယ်အဲ့လိုသိအောင်လုပ်ဖို့အတွက်ခင်ဗျား budget လုပ်ရတယ်သဘောပေါက်လားခင်ဗျား strategy ကိုသုံးချပြီး budget လုပ်ရတယ်လို့ခေါ်တယ်အဲ့ budget ကိုလုပ်မှချိန်မှန်များစွာလုပ်ပေးမှခင်ဗျားတို့ကတိုးတက်မှာတော်တော်များများသိရမလားဟိုကြည့်ုံပဲကြည့်သိုံပဲသိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပြောကြတာပါbrother ကျွန်တော် brother ဗီဒီယိုကြည့်ရတာနဲ့ဘာလို့လုပ်လဲ brother ကြည့်ပဲကြည့်နေတာဟုတ်ကြည့်ပဲကြည့်နေတာခင်ဗျားကြည့်ုံနဲ့မရဘူးခင်ဗျားလောက်ရက်ကပဲစကားပြောမှာအဓိကခင်ဗျားလုံနေမှာဒီဟာလေးကိုချိန်ပုံမှန် train နေမှာစကားပြောမှာ maybe ဒီတေချာစဉ်းစားကြည့်ရင်လေကျွန်တော်ပြောပြမယ်ဒီ price action လေ price action မှာမဟုတ်ကျွန်တော်ဒီ trading ရလေသိလားတေချာစဉ်းစားကြည့်လိုက်ကျွန်တော်တရက်မှာ2နိုင်လောက်ပဲအချိန်ပေးရော2နိုင်လောက်ပဲအချိန်ပေးကျွန်တော်တို့သူမျိုးကြောင်းနေပါပြီးတက်တော့ရလို့သိရမလား10တန်းတော့ရလို့ဟိုဘယ်လိုပြောမလဲစာအုပ်ကျွန်တော်တို့တနေ့လုံးထိုင်ပြီးကြက်နေကြမလို့တရက်ကို2နိုင်ဒါမှမဟုတ်3နိုင်အဲ့လောက်ပဲအချိန်ပေးပြီးတော့ဒီ market ထဲမှာအဲ့လိုပဲ live ဆွဲနေနေကျွန်တော်တို့ကပို့ပြီးတိုးတက်လာ result လေးတွေကိုကျွန်တော်တို့ထုတ်အဲ့လိုလေးတွိုင်းနေမှာကျွန်တော်တို့ကတိုးတက်ရမယ့်အရာဒါပေမဲ့လူတော်တော်များဘာဖြစ်လာလဲဆိုတော့ maybe တရက်4တောင်မှပဲအချိန်မပေးချင်ကြအောင်ကျွန်တော်သိတယ်နော်ကျွန်တော်သိရခင်ဗျားမညာနဲ့ခင်ဗျားကိုညာနေရအများကြီးပဲနော်ကိုမညာနဲ့ဘောပေါက်လားခင်ဗျားတို့တော့သိရမလားလူများရှိမှာတော့ငါလှုပ်တယ်ငါကျွမ်းတယ်ငါဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်တော့မှပဲကိုညာခဲ့တဲ့အချက်တွေကိုကျွန်တော်ပြန်ပြီးထုတ်ပြခဲ့တယ်ကျွန်တော်ကိုယ်တိုင်တော့မှပဲဒါဒီလိုဆွဲခဲ့တယ်ဆိုတာရှိတယ်ဒါပေမဲ့ maybe ကျွန်တော်ပြပြမယ်ကျွန်တော်ဝန်ခံတယ်ကျွန်တော်ကရဲတယ်နော်ဝန်ခံတယ်တခါလေကြားလို့ရှိရင်ကျွန်တော်စောက်ပြင်းကြီးကြီးပြီးတော့မဆွဲခဲ့တဲ့နေ့တွေအများကြီးရှိတယ်နော်တခါကြားလို့ရှိရင်ကျွန်တော်စိတ်တွေပါလုံးဝဟိုလုံးချင်သိရှိရတိုင်းနေပေါ့နော်မလုံးစိတ်သွားတိုင်းကိုမပါတဲ့နေ့တွေအဲ့လိုနေ့တွေအများကြီးကိုကျွန်တော်ကြော်ဖြတ်ခဲ့ဘူးတယ်ဒါကြလို့ရှိရင်ကိုကဟိုစင်ကြီးတွေပေးမိတဲ့ခါမျိုးရှိတယ်အဲ့လိုပဲဒါပေမဲ့အဲ့ဒီနေရာကနေပဲတဖြည်းဖြည်းနဲ့ပဲကိုပြန်ပြီးတော့လှေဦးကိုပြန်တက်ရတာပဲကိုကဟိုဘယ်လိုပြောမလဲပင်လယ်ထဲမှာရွက်လွှဲနေရဆိုလို့ရှိရင်လိုင်းစီဟိုရေစီးတန်ရနောက်တစ်ခါတလေတော့ပါသွားမှာပဲဘောပါလားကိုဒီလမ်းကြောင်းကြီးတစ်ကြောင်းတည်းကိုပဲကိုကတဲ့မက်ကြီးတော့သွားနိုင်တာတော့မဟုတ်တစ်ခါတလေကြားလို့ရှိရင်ရေစီးတန်ရနောက်ကိုတော့လှေဦးကရောက်သွားမှာပဲအဲ့တော့အဲ့ရေစီးတန်ရနောက်ကိုလှေဦးကရောက်သွားတဲ့ခါမှာခင်ဗျာကိုသွားမဲ့ပန်းနိုင်ဘက်ကိုလှေဦးပြန်မတဲ့တဲ့ရွေးရတော့ခင်ဗျာရေစီးရနောက်ပဲပါနေဦးမှာပဲသဘောပေါက်လားအဲ့တော့အဲ့ဒါကိုကျွန်တော်အဓိကပြောချင်တာနော်အဲ့တော့ဒီဗီဒီယိုမှာပေးချင်တဲ့ message ကခင်ဗျာပြောနေုံနဲ့မပြီးခင်ဗျာနောက်တစ်ခုကလေးလာနေုံနဲ့မပြီးသိလားလေးလာနေုံနဲ့မရဘူးခင်ဗျာလုံနေမှစကားပြောတာခင်ဗျာရဲ့လုံရက်တရားပဲစကားပြောတာခင်ဗျာအနာဂတ်မှာခင်ဗျာဘာဖြစ်မလဲဆိုတာတွေကခင်ဗျာအခုချိန်မှာကျွန်တော်တို့လာပလိန်နေလို့ခင်ဗျာဘသူမှလာပြီးခယူးမဆိုင်ကျွန်တော်တို့လာပြီးတော့ဟာမင်းကဘာကောင်မလို့လဲဘာဖြစ်တယ်ညာဖြစ်တယ်ခင်ဗျာကျွန်တော်တို့လာပလိန်ချင်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကကိုလန်းကိုပဲကျွန်တော်သွားတယ်ကိုကနဲ့ကိုကျွန်တော်တိုးတက်အောင်ကျွန်တော်လုပ်သွားတယ်ဒါပေမဲ့ခင်ဗျာကတော့ဒီတိုင်းပဲပလိန်နေဆိုလို့ရှိရင်ခင်ဗျာသူများခြေလန်းနေပြီပဲခင်ဗျာ live ကြည့်နေနေဆိုလို့ရှိရင်ခင်ဗျားရဲ့ခြေလမ်းမှာခင်ဗျားခလုတ်တွေရှိတာလားဘာတွေရှိလာဆိုခင်ဗျားမသိတော့ခင်ဗျားခလုတ်တိုက်ချော်လဲပြီးလို့ရှိရင်ဘယ်လိုလုပ်ညာမျိုးရှိတယ်ခင်ဗျားအခက်ခဲကခင်ဗျားရဲ့လမ်းကခင်ဗျားရဲ့အခက်ခဲတွေကိုခင်ဗျားသိအောင်မလုပ်ခဲနဲ့ခင်ဗျားလမ်းကိုတော့ဘယ်သူမှလာမပိတ်ဘူးခင်ဗျားသူများလမ်းကိုသွားပိတ်အောင်လုပ်အဲ့လိုဖြစ်အဲ့လိုတစ်ခါလေကြားလို့ရှိရင်အဲ့လိုတွေရှိနော်အဲ့တော့အဓိကပြောချင်တာကိုစင်ချင်မပေးနဲ့ဒီနေ့ဒီချိန်ကစပြီနော်ကျွန်တော်ပြောပြီနော်ကိုစင်ချင်မပေးနဲ့အဲ့တော့ကျွန်တော်ဒီ crypto မှာကျွန်တော် trade ခဲ့တဲ့ trade setup လေးရှိတယ်အဲ့ trade setup လေးကိုကျွန်တော်တင်ပြရမယ်နော်အဲ့တော့ crypto မှာကျွန်တော်3ချောင်းပဲ trade ခဲ့တာဒီနားကကျွန်တော်စောနာပြတယ်ဒီဘက်ကဟာကျွန်တော်မ trade ခဲ့ဘူးအဲ့ဒါကျွန်တော်ပြန်ပြီးတော့ review ပြန်လုပ်ပြီအဲ့တော့ကျွန်တော်ကြည့်အောင်သုံးသပ်တိုင်းပဲကျွန်တော်တို့ weekly time frame က structure လေးကိုကြည့်အောင်တော်တော်များများပြောရင်လည်းနားတယ်ပေါ့နော်သူတို့ဘယ်လိုပြောရမလဲဒီလိုပါပဲလူဆိုတာတည်ရမှာလူမိုက်ဆိုတာစိုးမစကားနဲ့မထိုက်တယ်ဘူးဒိတ်ပဲအဲ့လိုပြောရင်လည်းကိုလေကြီးရရောက်အဲ့တော့ကျွန်တော်တို့ကဒီမှာ weekly ရဲ့ time frame ရဲ့weekly time frame ရဲ့ trend တွေပေါ့နော်အဲ့တော့ weekly time frame ရဲ့ trend ဆိုတော့ကျွန်တော်တို့ဒီမှာ daily ရဲ့ trend ကိုကျွန်တော်တို့ပုံဖော်လိုက်မယ်ဒါဆိုလို့ရှိရင် daily ရဲ့ R level အဲ့တော့ daily ရဲ့ R level ဖြစ်တာပြောလို့ကျွန်တော်တို့လက်ရှိဒီ daily ရဲ့ R level ကို break မဖြစ်ရသေးဘူး break မဖြစ်ရသေးဆိုကျွန်တော်တို့ A4 ကိုဆင်း A4 ကိုဆင်းတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီမှာတွေ့လား A4 ရဲ့ higher high လို့ trend တွေကျွန်တော်တို့အကုန်လုံးမြင်တွေ့ရမှာ higher high လို့ higher high လို့ higher high လို့အဲ့တော့ A4 ရဲ့အနီးဆက်ဆုံး support level အဲ့ A4 ရဲ့အနီးဆက်ဆုံး support level လို့ပြောလာပါပြီဆိုလို့ရှိရင်ဒီကောင်လေးဒါ A4 ရဲ့ support နော်
A4 ရဲ့ support A4 ရဲ့ support ဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ A4 ရဲ့ R level ဖြစ်သွားပြီအဲ့တော့ A4 ရဲ့ R level နဲ့ဒီမှာ A4 ရဲ့နောက်ထပ် higher high resistance level ဒါတော့ကျွန်တော်တို့ကဒီမှာအခုလက်ရှိရတော့ဒီမှာဒီ daily ရဲ့ support ကို A4 ရဲ့ support ကိုဖောက်ထွက်သွားပြီဆိုတော့ဒီကောင်ဒီကျွန်တော်တို့ daily ရဲ့ resistance ပြန်ဖြစ်သွားမယ်ဒါပေမဲ့ကျွန်တော်တို့က daily ရဲ့ resistance လို့သတ်မှတ်သေးဘူးပေါ့နော်နှက်ထားတာအဲ့တော့ဒီမှာ A4 ရဲ့ support level ရှိတယ်အဲ့တော့ A4 ရဲ့ဒီ support level ကနေပြီးမှဒီ resistance level ဒီမှာကကျွန်တော်တို့ A4 ရဲ့ higher high level ရှိတယ်နော် higher high higher low higher high အဲ့ကြားထဲမှာဖြစ်နေတဲ့အရာမှန်သမျှအကုန်လုံးက H1 ရဲ့ trend နေပြီအဲ့ဒါလေးတွေကိုသိအောင်လုပ်ရမယ်အဲ့တော့ H1 ရဲ့ trend လို့ပြောလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒါဒီနီးစပ်ဆုံးဖြစ်တဲ့ H1 ရဲ့ fat attack ကြီးဆုံး trend ပေါ့နော်ဒါကြီးဆုံး support ပေါ့နော် H1 ရဲ့ support လို့ပြောလို့ရတယ်အဲ့တော့ H1 ရဲ့ support ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် H1 ကိုကျွန်တော်တစ်ချက်ပြန်ဆင်းမယ် H1 ကိုဆင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ H1 ရာကျွန်တော်တို့ higher high higher low support level ပြီးလို့ရှိရင် higher high higher low support level အဲ့တော့ကျွန်တော်တို့ကဒီမှာနောက်ထပ် H1 ရဲ့ support level လေးကိုကျွန်တော်တို့ထပ်ပြီးတော့မြင်တွေ့ရမှာဒါဒီ H1 ရဲ့ support level ဟုတ်ပြီနော်အဲ့တော့ H1 ရဲ့ support level ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ support ကနေပြီးမှဒီ resistance ကြီးဂျားထဲမှာဖြစ်နေတဲ့မှန်အရာမှန်သမျှဒါဘယ်လိုပြောရမလဲ H1 မှာကျွန်တော်တို့ဘာမှမမြင်ရတော့အဲ့တော့ကျွန်တော်တို့မိနစ်30ကိုကြည့်မယ်မိနစ်30ကိုကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီမိနစ်30မှာဘာမြင်ရလဲဆိုတော့မိနစ်30ရဲ့30မိနစ်ပေါ့နော်30မိနစ်ရဲ့ support level လေးကိုကျွန်တော်တို့မြင်တွေ့ရမယ်နော်အဲ့တော့30မိနစ်ရဲ့ support level လေးကိုမြင်တွေ့ရတဲ့အခါမှာ30မိနစ်ရဲ့ဒီဘက် higher high lower low ဆိုပြီးတော့ဒီ support level လေးကို break ဖြစ်သွားတော့ကျွန်တော်တို့မြင်တွေ့ရမယ်အဲ့တော့ lower low ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကနေရအောင်ဒါဆိုလို့ရှိရင်30မိနစ်ရဲ့ lower low support level နော်အဲ့တော့ lower low ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲကျွန်တော် lower high ကနေပြန်ရအောင်အဲ့တော့ကျွန်တော် Fibo နဲ့တိုင်းမယ်ဒီ swing high ကနေ swing low ထိတိုင်း swing high ကနေ swing low ထိတိုင်းတဲ့အခါမှာကျွန်တော်တို့ရဲ့ entry ကိုဒီမှာ6 digit 3.0.618ကနေကျွန်တော်တို့ဝင်မယ်ကျွန်တော်တို့ရဲ့ take profit stop loss ကိုကျွန်တော်ဘယ်နေရာမှာထားမလဲဆိုလို့ရှိရင်ဒီဘောကကျွန်တော် body page လေးမှာထားနော်ဒီပုံစံအဲ့တော့ကျွန်တော်ရဲ့ take profit ဘယ်လောက်ထိလိုက်ဒီချင်းလေးပဲကျွန်တော်တို့ဒီမှာ trend chain y minor trend chain y ဆိုလို့ရှိရင်ကျွန်တော်တို့ major trend ကကျွန်တော်တို့ဒီ H1 ရဲ့ support level major trend ထိကျွန်တော်တို့ကပထမတစ်ချက်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ lower high ဆိုတဲ့နော်မိနစ်30ရဲ့ information လေးပေးသွားတယ်မိနစ်30ရဲ့ resistance level လေးပေးသွားတယ်အဲ့တော့30 minute ရဲ့ R level လေးပေးသွားတာဖြစ်တယ်ဆိုတော့30 minute ရဒီမှာ lower လို့ပြန်ကျလာတယ်ကိုကျွန်တော်မြင်တွေ့ရမယ် lower လို့ပြန်ကျလာတယ်ဒါဒီ30 minute ရဲ့ lower လို့ support level အဲ့တော့ lower လို့ကျသွားပြီဆိုလို့ရှိရင် market ဒီဒါ lower high ပြန်တက်လာတော့ကျွန်တော်မြင်တွေ့ရမယ်အဲ့ lower high ပြန်တက်လာတဲ့အခါကျလို့ရှိရင်ကျွန်တော်ဘယ် level ထိကျွန်တော်တို့ကတက်လာမယ်ဆိုလို့ရှိရင် Fibo level နဲ့ပဲကျွန်တော်တိုင်းလိုက်မယ်ဒီမှာကျွန်တော်တို့3.6ကနေကျွန်တော်တို့ entry ဝင်ကျွန်တော်ရဲ့ stop loss ကိုဒီခိုး6လေးမှာကျွန်တော်တို့ထားကျွန်တော် take profit ကိုဒီရောက်လောက်ထိကျွန်တော် follow လိုက်ဒါပဲလေပြီးပြီဒီမှာကျွန်တော်တို့က trade နဲ့ကြောင်းပြနေအဲ့မှာတော့ပေါ့လားအဲ့တော့နောက်ထပ်ကျွန်တော်တို့ထပ်ကြည့်အောင်ဒီမှာကျွန်တော်နောက်ထပ် lower high နော်ဒီမှာ lower high level အဲ့တော့ထားပါတော့ကျွန်တော်အဲ့ဒီကနေပြီးတော့မှဘာဖြစ်သွားလဲဆိုဒီမှာ H1 support level ကို break ဖြစ်သွားတော့ကျွန်တော်မြင်တွေ့ရမယ်အဲ့တော့ H1 support level break ဖြစ်သွားတော့ H1 ရဲ့နောက်ထပ် lower low support level ဖြစ်သွားမယ်အဲ့တော့အဲ့ H1 ရဲ့ lower low support level ဖြစ်သွားတာဖြစ်တယ်တော့ကျွန်တော်တို့ဒီကောင်ဒီ lower high ပြန်သွားမယ်အဲ့တော့ lower high ပြန်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီသွားတင်သွားထိုက်တဲ့နေရာဒီကျွန်တော်ပထမဦးဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဒီ swing high ကနေ swing low ထိတိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ lower high ပြန်လာနိုင်တဲ့နေရာ lower high ပြန်လာနိုင်တဲ့နေရာလေးဒီကျွန်တော်တို့ဒီမှာ Fibo key level နော်ဒီ level လေးအဲ့ level လေးကိုဒါ lower high ပြန်လာမယ်နော်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒီ level ကိုပြန်လာနိုင်တဲ့အနေအထားဒီမှာကျွန်တော်တို့က information လိုအပ်တယ်ဒီမှာပေးနေတဲ့ information တွေဒီမှာကျလာတာဒီဘာဖြစ်လာလဲ impact ဖြစ်လာတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာတက်သွားတာဒီ correction ဖြစ်လာတယ် correction ဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီအပေါ်ကီးစုံလောက်ထိတော့မရောက်နိုင်ဘူးဆိုတော့ကျွန်တော်တို့သိလို့ရတယ်နော်သဘောပေါက်လားအဲ့တော့အပေါ်ကီးစုံလောက်ထိမရောက်နိုင်တာဖြစ်တဲ့အတွက်ဒီကောင်ဒီ correction movement နဲ့သူဒီအတက်ဘက်ကိုပြန်တက်သွားခဲ့တယ် correction movement နဲ့တက်ဘက်ကိုပြန်တက်သွားခဲ့တာဆိုတော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော် zona ကကျွန်တော် Fibo တိုင်းတဲ့နေရာလေးရောဒီ swing high ကနေကျွန်တော်တို့ဒီ swing low ထိတိုင်းလိုက်တယ်နော်ဒါပေမဲ့ကျွန်တော်ဒါကကျွန်တော် major ရတိုင်းတဲ့ပုံစံ major ရမတိုင်းတော့ဘဲနဲ့ကျွန်တော်တို့ဒီမှာ minor ရဒီမှာ correction ပါနေရဖြစ်တဲ့အတွက် minor ရတိုင်းမယ်ဆိုလို့ရှိရင်ဒီနီးနာ lower high ကနေပဲကျွန်တော်တို့တိုင်းလိုက်မယ်အဲ့တော့အနီးနာ lower high ကနေတိုင်းမယ်ဆိုလို့ရှိရင် Fibo level ကဒီနာကနေကျွန်တော်တို့ဒီ level ကိုရောက်သွားပါသဘောပေါက်လားအဲ့တော့ကျွန်တော်တို့ကအဲ့နေရာမှာ entry ဝင်လို့ရမယ်ဒီနေရာလေးကနေကျွန်တော်တို့ entry ဝင်မယ်ကျွန်တော်တို့ရဲ့ stop loss ကိုဒီအပေါ်လေးမှာထားမယ်ကျွန်တော်တို့ take profit ကိုဒီရောက်က H1 support level ဒီ H1 support level လောက်ထိလိုက်လေရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာနီးစပ်ဆုံးဖြစ်တဲ့ဒီအောက်က H1 support level ဒီလောက်ထိလေကျွန်တော်တို့လိုက်လို့ရရတယ်ဒီပုံစံပေါ့နော်ဒီပုံစံလိုက်မယ်ဒါပဲအဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒါ
ဒီကောင်ဒီ H1 ရဲ့နောက်ထပ် lower high resistance level တွေထပ်ဖြစ်လာတယ်H1 lower high ဖြစ်သွားပြီဆိုလို့ရှိရင် market တွေဘာဖြစ်လဲ lower လို့ဖောက်နေတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာတစ်ချက်ပြပေးမယ်ဘာလဲဆိုလို့ရှိရင်အခုလက်ရှိဒီမှာဖောက်သွားတဲ့ support level တွေဒါ H1 ရဲ့ support level ပဲဒါပေမဲ့အဲ့ H1 ရဲ့ support level ကိုဖောက်သွားတဲ့နေရာလေးကျွန်တော်ကအဓိကပေါ့နော်ဒါ key level လို့တော်တော်များပြောကြလိမ့်မယ်ဒါ fat တက်ကြ key level လို့ပြောကြလိမ့်မယ်ဒါအခုဒီမှာ retracement ပြန်လှည့်သွားတဲ့နေရာတွေ့ရမလားအဲ့ဒါဘာလို့အဲ့လောက်ရှည် retracement ပြန်လှည့်သွားလဲဆိုတာပြပြပါဒီကောင်လှည့်သွားတဲ့ဒီ retracement height ဒီတနည်းအားဖြင့်ဒီဘက်ကကျွန်တော်တို့ people level လောက်ကိုပြန်လှည့်သွားတာအဲ့ဒါဘာလို့လှည့်ရလဲဆိုဒီနားမှာ key zone break ဖြစ်သွားတယ် key zone break ဖြစ်ပြီးတော့ပြန်လှည့်သွားတာအဲ့တော့ key zone break ဖြစ်တာဆိုတာကျွန်တော်ကအဲ့နေရာမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒီ support နဲ့ကျွန်တော်ဒီအောက်က H1 support နှစ်ခုရှိတယ်ကျွန်တော်ဒီကောင်ကြီးကို support break ဖြစ်ပြီးတော့ဒီမှာပြန်တက်သွားတဲ့ပုံစံအဲ့ဒီပြန်တက်သွားတဲ့ပုံစံမှာကျွန်တော်ပထမတစ်ချက် support ဖြစ်ထားတဲ့နေရာဒီ break ဖြစ်ထားတဲ့နေရာကိုမကြိုက်တာရယ်ပြီးလို့ရှိရင်ဒီပြန်တက်သွားတဲ့နေရာမှာ correction မပါတာရယ်ကျွန်တော်ဒီ trade တွေကိုကျွန်တော် cancel လုပ်လိုက်မ trade တော့ဘာလို့ဆိုကျွန်တော်အကြိုက်မှာမဟုတ်ကျွန်တော်ရဲ့ system ရဲ့ information ပေးတာမှမဟုတ်တာအဲ့ဒါကြောင့်ကျွန်တော်မ trade တော့ဘူးအဲ့လိုပဲကျွန်တော်ဒီနေရာမှာကျွန်တော်တစ်ချက်ပေးခြင်းတယ်ပေါ့နော် message တစ်ခုပေးခြင်းတယ်ဘာလဲဆိုလို့ရှိရင်တချို့ trade တွေကခင်ဗျားတို့ရှောင်တက်ရှားတဲ့ရတယ်ဘာလို့ဆိုကို system နဲ့မကိုက်တဲ့ trade တွေကိုဘာလို့လိုက်ပြီးတော့အတင်းကြီးတွေ live trade နေရတော့တချို့တွေကအဲ့လိုမျိုးတွေကိုပဲ rule တွေနဲ့မကိုက်ဘူးကို system နဲ့မကိုက်ဘူးဒါပေမဲ့ငွေရှားခြင်းဇောတစ်ခုတည်းနဲ့ပဲအတင်းကြီးတွေ live ပြီးလောက်ယူပြီး trade နေမှာတော့ခင်ဗျားတို့ဟုတ်တယ်ဒီတိုင်း stop လို့ပဲထိနေမှာပေါ့ဟုတ်ပြီနော်ဒါကကျွန်တော်တို့နောက်ထပ်တစ်ခုပေးစီရမယ်ဒီလိုမျိုးကျွန်တော်တို့ရှောင်တက်ရှားတက်အောင်လို့ကျွန်တော်တို့ဒီမှာဒါတော့မှကျွန်တော်ဒီနားမှာဒီရက်ပိုင်းမှာပဲကျွန်တော် trade ထားတာကျွန်တော်ဟိုရှေ့ရက်တည်းကျွန်တော်ဘာတစ်ခုမှကျွန်တော်မ trade ဘူးကျွန်တော်တို့နဲ့ system နဲ့ဘာမှမကိုက်လို့မကိုက်တော့ကျွန်တော်ဘာမှမ trade ဘူးဒီမှာပေးထားတဲ့ structure တွေဘာတစ်ခုမှတိကျမရှိဘူးမ trade ဘူးအဲ့တော့ကျွန်တော်ကအဓိကလိုချင်တာဒီ H1 support level ဖောက်ထွက်သွားတာလိုချင်တာအဲ့တော့ဘာဖြစ်သွားလဲဖောက်ထွက်သွားတာဖြစ်တဲ့အတွက်အဓိက lower လို့ support level ဖြစ်သွားတယ်အဲ့တော့ဒီ trade တွေမှာကျွန်တော်မ trade ခဲ့ဘူးပေါ့နော်ဒီ trade cancel တွေကဒီမှာကျွန်တော်မ trade ခဲ့ဘူးဒါပေမဲ့ကျွန်တော်ဒီမှာပြရဘူးဒီမှာကျွန်တော်တို့ဒီ key zone နဲ့ break ဖြစ်တယ်ဒီမှာလည်းကျွန်တော် key zone ဒါပေမဲ့ကျွန်တော်တို့ကဒီလိုချင်တာဒီကောင်လိုချင်တယ်ဒီ H1 support level ဖောက်တာမျိုးလိုချင်တယ်အဲ့တော့ဒီမှာပထမဆုံးဒီက support ကိုဖောက်ပြီးတော့ဒီမှာ low high ပြန်တက်သွားနေရမှာဒီကပြန်တက်သွားတဲ့ပုံစံနဲ့ဒီပြန်တက်သွားတဲ့ပုံစံတွေကိုရှင်းကြည့်တွေ့လားကျွန်တော်လိုချင်တယ်ဒီပုံစံလိုချင်တာဒီလို correction movement မျိုးလိုချင်တာကျွန်တော်ဒီလို pattern တွေဆွဲလို့ရတယ် correction movement မျိုးလိုချင်တာပုံစံနော်ဒီပုံစံမျိုးလိုချင်တာအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီ trade ကြရင်ကျွန်တော်တို့က cancel ကြမလို့တော့အဲ့တော့ cancel ကြမလို့တော့ဆိုတော့ဒီနေ့ရမယ်ကြည့်မယ်ဆိုလို့ချင်းဒီအောက်က H1 support level break ဖြစ်တာတယ် H4 support ကိုတော့ break မဖြစ်သေးဘူး try မchangeသေးဘူးဒါပေမဲ့ H1 support level break ဖြစ်တာဖြစ်တဲ့အတွက်တနည်းအားဖြင့်ပေါ့နော် H1 ဒီ fat တက်ကြ key zone break ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီ Fibo တိုင်းမယ်ဆိုလို့ချင်းဒီ swing high ကနေဒီ swing လို့ကျွန်တော် lower လို့ support level ဒီတိုင်းမယ်အဲ့ဒီ level ကနေကျွန်တော် Fibo 6 day ကနေကျွန်တော် entry ဝင်မယ်ကျွန်တော်ရဲ့ stop loss ဘယ်နေရာမှာထားမလဲ stop loss ကကြတော့ကျွန်တော်တို့ဒီမှာဒီ previous က lower high မှာကျွန်တော်ထားလို့ရတယ်ဒီပုံစံနော် lower high မှာထားမယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ take profit ကိုဒီအောက်က A4 ရဲ့ support လောက်ထိကျွန်တော် follow လိုက်လို့ရတယ်ဒါပဲဒီပုံစံပဲနော်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ပြောချင်တာခင်ဗျားတို့ဘယ်လိုပြောမလဲကိုကဒီ crypto coin မှာကိုကcrypto ပဲ trade ရတာဝါသနာပါတယ် crypto ပဲ trade တက်ရှင်တယ်ဆိုလို့ရှိရင် maybe ကျွန်တော်ပြောပြမယ်ဒီ system ကိုသုံးချပါလို့တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောတာ trend နေ support resistance နေဒီ foundation of basic တွေနဲ့တေချာလေးအဲ့ market တွေမှာတေချာလေးအရင်ဆုံးဆွဲပြီးလေးလောင်ခင်ဗျားတို့ကဘယ်လိုပြောရမလဲဆွဲတော့မဆွဲရသေးဘူးဆွဲတော့လဲတရက်နှစ်ရက်လောက်နဲ့ဘယ်လိုလုပ်အဆင်ပြေမှာတော့ကျွန်တော်ပြောတာဆွဲဖို့အရင်ကြိုးစားဒါကိုကျွန်တော်တို့အချိန်ပေးရတယ်တစ်လနှစ်လသုံးလေးလလောက်ထိချိန်ပေးရတယ်ခင်ဗျားတို့ကျွန်တော်ပြောမယ်အဲ့လိုမျိုးပြောနေတဲ့လူတွေကိုတော်တော်များများကြည့်ကြည့်လိုက်ဒီ crypto မှာလုံးမဖြစ်ဘူးပြောနေတဲ့လူတွေတော်တော်များများကြည့်ကြည့်လိုက်သူတို့မေးကြည့်လိုက်လို့ရှိရင်အဲ့လိုလူတွေကျွန်တော်တိုင်းအနေနဲ့မှာကျွန်တော်ဂရုထဲမှာတော်တော်များများအများကြီးပဲနော်ဂရုထဲမှာကျွန်တော်ဖြည့်ချင်းပေးလိုက်လို့သာအကုန်လုံးပြန်ပြီးတော့လေ့ကျင့်သွားကြတဲ့လူတွေကြီးပဲတော်တော်များများလိုအပ်နေတာဘာလဲဆိုအဲ့လေ့ကျင့်မှုတွေတခုပဲလိုအပ်နေကြတာကြီးအကုန်လုံးကဘာတခုမှဒီ knowledge ကိုနားမလည်ရလဲမဟုတ်ဘူးဗီဒီယိုလည်းကြည့်တယ်ဒါပေမဲ့လောက်ရက်ကမပါနေဘူးဘာလို့လောက်ရက်ကပါမနေဘူးဖြစ်နေလောက်ရက်ကအားနည်းနေသေးတယ်အဲ့တော့ကျွန်တော်ပြပြမယ်တခုခုကိုလိုအပ်နေရလို့ထင်တယ်ဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့လောက်ရက်ကိုပြန်ကြည့်လိုက်ခင်ဗျားတို့ရဲ့အချိန်တွေခင်ဗျားတို့ဘယ်လောက်ထိအချိန်ပေးပြီးလောက်ထားတာလဲခင်ဗျားတို့ဘယ်လောက်တနေ့ကိုဘယ်လောက်လောက်အချိန်ပေးပြီးလုပ်နေတာလဲဒါလေးတွေပေါ့နော်ပြီးတော့တနေ့ကိုဘာတွေလုပ်နေတာလဲဆိုတဲ့အပေါ်ကိုမူတည်တယ်အဲ့ဒီအပေါ်မှာပဲခင်ဗျားတို့ရဲ့ရလဒ်တွေ result တွေကထွက်လာနော်အဲ့တော့ဘယ်လိုပြောမလဲတချို့တွေကတော့ဘာလုပ်လဲဆိုလို့ရှိရင်သူတို့ရဲ့ဒါလိုချင်တဲ့ profit မရတိုင်းလောဘကြီးပြီးတော့လုပ်ချင်တဲ့ရချင်တဲ့မရတိုင်းလိုက်ပြီးတော့သူများတဲ့ကောင်လိုက်ပြီးတော့ဗလိန်နေကြတဲ့ကောင်တွေအဲ့လိုဗလိန်နေကြတဲ့ကောင်တွေကကျွန်တော်ပြောပြမယ်ခင်ဗျားတို့တခုပဲပြောမယ်ခင်ဗျားတို့လူမိုင်းနဲ့ငွေအတူမနေဆိုတာကြားပွင့်မှာနော်အဲ့တော့ကိုယ်တိုင်ကလူမိုင်းဖြစ်နေတယ်ကိုယ်တိုင်အဲ့လိုပဲထိုင်ပြီးတော့ဗလိန်နေလို့ချင်းခင်ဗျားတို့နားမှာအဲ့ခင်ဗျားတို့လူချင်တဲ့ငွေရတယ်ကြာနေမှာမဟုတ်ခင်ဗျားတို့ခုရနေတဲ့ငွေရတယ်ခဏပဲရနေမှာခင်ဗျားတို့ပြီးကုန်သွားမှာမပူနဲ့တော့မပူနဲ့ကျွန်တော်ခင်ဗျားတို့လိုပဲဗလိန်ခဲ့ပူတယ်အဲ့လိုပဲငွေရကိုနာကနေကြာမနေဘူးလူမိုင်းနဲ့ငွေအတူမနေဆိုတာမျိုးကြာမနေဘူးပြီးပြန်ထွက်သွားတာကြီးပဲသဘောပေါက်လား
အဲ့တော့ကိုကတော့ဟာသိရမလားငါပတ်စံနေရနေပြီလိုက်ပြီးတော့ဟာဟိုတော်ချောင်းတက်ချောင်းလိုက်ပြီးပြခြင်းငါတော်တယ်ငါတက်တယ်ငါအတော်ဆုံးငါတက်ဆုံးကွာသိရမလားအဲ့လိုမျိုးတွေလိုက်ပြခြင်းနေအဲ့လိုမျိုးလိုက်ပြခြင်းနေပြီးတော့သူများလိုက်ပလေဟိမင်းကဘာကောင်မလို့လဲဆရာကြီးလိုက်လို့တယ်မင်းကဘာကောင်မလို့လဲဟိဒီမှာကြည့်ငါဒီမှာ blah profit ရတာ payout တွေဘာညာထုတ်ပြပြီးလိုက်ပြီးတော့အဲ့ payout တရက်နဲ့ပြန်ကုန်သွားအဲ့လိုခါမျိုးတွေကျွန်တော်မှရှိခဲ့ဘူးပဲအဲ့ဒါကြောင့်ကျွန်တော်အဲ့လိုမျိုးတွေကြုံခဲ့ဘူးတော့ maybe အဲ့လိုကုန်သွားတဲ့ခါကျလို့ရှိရင်ပူဆိုးလာဟောတကယ်ကျွန်တော်ပို့ပြီးတော့ကျွန်တော်ဘယ်လိုပြောမလဲစိတ်ကထိုးပြီးကြာသွားတာစေတန်ရလုံးဖြစ်ဟိုကလုံးဖြစ်ပြီးတင်တဲ့ဆရာတွေရှုံးမဲမဲပြီးလိုက်ပလိမ့်နေကိုတင်တဲ့ဆရာကိုလိုက်ပြီးပလိမ့်နေရှုံးမဲမဲပြီးတော့အဲ့လိုမျိုးအဲ့တော့ကိုကရှုံးနေတဲ့အခါမျိုးတွေမှာဒေါသကိုတက်နိုင်တယ်လို့ထိမှာနော်ကိုဒီလိုမျိုး loss ဖြစ်သွားတဲ့အခါမျိုးတွေမှာကိုရဲ့ဒေါသကိုတက်နိုင်တယ်လို့ထိနော်ဘာလို့လဲဆိုလို့ရှိရင်ခင်ဗျားတို့ကဒါပတ်စံကိုရင်းပြီးလောက်ရတာဖြစ်တဲ့အတွက်ဒါတေးကြတာလေတေးကြတာတကူကတော့ဒီလိုမျိုးပဲပလိမ့်ကြမှာပဲအဲ့လိုပဲဝေးပဲတိုက်ခိုက်ကြမှာပဲဘာလို့လဲဆိုသူတို့တွေကပတ်စံကိုထည့်ပြီးလုံနေကြတာဟုတ်ပတ်စံနေစွတ်ထည့်ပြီးလုံနေကြတာအဲ့တော့ဝေဖန်တိုက်ခိုက်နေဦးမှာပဲအဲ့တော့ချုံးသွားတဲ့အခါတိုင်းမှာကိုယ့်ရဲ့ emotion နဲ့ဒေါသတွေကိုပိုင်အောင်မထိန်းနိုင်တဲ့၍ပြောချင်တာကခင်ဗျာဘယ်တော့မှမတိုးတတ်ဘူးအဲ့တော့ဒီနေရာမှာကျွန်တော်ဒီနေ့တစ်ချက်နောက်ဆုံးတကားတစ်ခုအနေနဲ့ကျွန်တော်ပြောမယ်ခင်ဗျာအခု trade နေတဲ့အကောက်တကယ်လို့ပြုတ်ခဲ့မယ်ဆိုလို့ရှိရင်ထားပြုတ်ခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်ကိုတန်တိတ်တန်ချတာပါငါလုံးဝဒေါသမထွက်ဘူးဒီတစ်ခါငါအကောက်ပြုတ်သွားရင်ငါဘလို့ plan တွေဆွဲမလဲဘာတွေငါလုပ်မလဲဆိုတာတွေခင်ဗျာတို့တစ်ခါလေးစီစဉ်တာပါခင်ဗျာတို့ရှုံးသွားခဲ့ရင်ဆိုတော့ရှုံးသွားခဲ့ရင်ဘာဆက်လုပ်မလဲဆိုတာတွေကိုတစ်ခါလေးစီစဉ်တာငါတကယ်လို့ရှုံးသွားခဲ့ရင်ငါစိတ်တက်ကြမှာလားဆိုပြီးတော့အဲ့လိုလုပ်နေဆိုခင်ဗျာစိတ်တက်ကြနေတဲ့အချိန်ကုန်သွားလိမ့်မယ်တကယ်လို့ပေါ့နော်ကိုကရှုံးသွားခဲ့တယ်ဆိုလို့ရှိရင်ဘာတွေလုပ်မလဲဟုတ်လားဟုတ်ပြီအဲ့တော့ပထမတစ်ချက် review တွေပြန်လုပ်မယ်ပြီးလို့ရှိရင် journaling တွေပြန်ရေးရမယ်ပြီး budget တွေပြန်လုပ်ရမယ်ဟုတ်လားအဲ့တော့နောက်ထပ်ကိုရှုံးသွားပြီဆိုလို့ရှိရင်လည်းကိုခုပြုတ်သွားတဲ့အကောက်တွေကိုကငွေပြန်ရှာနေအောင်ပြင်ပနေငွေရှာနေအောင်ပြန်စူးစမ်းမယ် plan တွေပြန်ဆွဲမယ်ဟုတ်လားပြီးလို့ရှိရင်ကျွန်တော် emotional တွေဘာတွေအတက်နိုင်ဆုံးထိန်းနေအောင်ကျွန်တော်တို့ပြန်ပြီးတော့ budget တွေဘာတွေတေချာပြန်လုပ်ပြီးပြန်ပြီးတော့ training ဆင်းမယ်ဒီလိုမျိုးတွေလုပ်အဲ့လိုဆိုလို့ရှိရင်ခင်ဗျားကဒေါသတွေလည်းမထွက်တော့ဘာမှလည်းမဖြစ်တော့အဓိကကျွန်တော်ပြောတာကျွန်တော်ဆိုလို့ရှိရင်အမြဲတမ်းအနိုင်ရဖို့နီးလန်းယူပဲရှာနေကြတာလူတော်တော်များတကယ်လည်းကိုရှုံးသွားခဲ့ရင်ဘာလို့မလဲဆိုတာမျိုးမရှာကြဘူးခင်ဗျားတို့ရဲ့လောကကြီးမှာလေသိလားအဲ့ဒီအရှုံးကိုခင်ဗျားတို့သင်ယူရမှာအများကြီးပဲခင်ဗျားတို့အဲ့အရှုံးကိုပဲရှုံးသွားခဲ့ရင်ခင်ဗျားတို့ရှုံးရင်နေတက်ဖို့ပဲတကယ်လည်းအဲ့ဒါမှအနိုင်ရတဲ့နီးတယ်ကိုကသိရမလားအနိုင်ရချင်တာတခုပဲသိကြတယ်ဒါပေမဲ့ကျွန်တော်တို့ရှုံးသွားပြီဆိုလို့ရှိရင်မနေတက်ကြတော့အဲ့တော့ရှုံးနေလဲနေတက်အောင်နေရတယ်မွဲရင်လည်းနေတက်အောင်နေရတယ်အဲ့လိုပဲကျွန်တော်တို့ကကြားနေတဲ့အခါမျိုးတွေကြားလို့ရှိရင်တော့နေတက်တယ်ဆိုပြီးတော့ကျွန်တော်တို့မွဲသွားတဲ့အခါကြားလို့ရှိရင်မနေတက်ရင်သေချာပြီခင်ဗျာကြားနေတဲ့အခါမျိုးတွေခင်ဗျာအောင်မြင်သွားတဲ့အခါမျိုးတွေလည်းခင်ဗျာဒီတိုင်းပဲသွားနေဦးမှာပဲခင်ဗျာစိတ်ညစ်နေဦးမှာပဲအဲ့တော့မွဲနေလဲလိုက်ပြီးစိတ်ကလိုက်မညစ်နဲ့တော့ပါလားမွဲနေလဲလိုက်ပြီးဒေါသလိုက်မထွက်နဲ့မွဲနေလဲဒေါသလိုက်ထွက်တယ်တချို့တွေကဆိုလို့ရှိရင်ဒေါသထွက်ဖို့ပဲကြည်တာဟဲ့ငါပတ်စံဘလို့ဖြစ်တယ်ငါဒီမှာဒီလောက်ရှာထားတာကွာမင်းတို့လိုဟိုကဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးလုပ်နေဟုတ်ပြီခင်ဗျာကျွန်တော်ပြောမယ်အဲ့တိုင်းခင်ဗျာဒေါသလိုက်ထွက်နေတော့ခင်ဗျာကိုဘသူကလာကူညီပေးမှာခင်ဗျားတို့ဘသူကရော့အိမ်ဆိုပြီးတော့သိန်း100လာပြီးတော့ပေးမှာလားခင်ဗျားအခုသွားပြောနေတယ်ဗလိန်နေတဲ့ကောင်ကလည်းခင်ဗျားကိုလာပြီးပေးမှာမပေးဘူးလေသူ့လို့သူဆက်လုပ်သွားမှာအဲ့တော့ခင်ဗျားကဘာကြိုးမှမတူခင်ဗျားလှုပ်เสียတခုပဲရှိတယ်ခင်ဗျားကိုခင်ဗျားပြန်ပြီးတော့ပြုပြင်ပြောင်းလဲရလိမ့်မယ်ခင်ဗျားကိုခင်ဗျားပြန်ပြီးတော့ upgrade ပြန်မြင်ရမယ် level up တွေပြန်လုပ်ရမယ်ခင်ဗျားရဲ့လုပ်ရက်တွေကိုပြန်တင်မှပဲခင်ဗျားအတွက်အလုပ်လုပ်တာဖြစ်သွားခင်ဗျားသူများတွေအကူအညီတွေသူများတွေရဲ့တုတ်ပြန်မှုတွေခင်ဗျားလိုက်ပြီးတော့စောင့်နေစီရမလို့ခင်ဗျာအဲ့ဒီ live စောင့်နေလို့ပဲခင်ဗျာအခုချိန်ဒီဘဝပြည့်နေခင်ဗျာအခုချိန်ဒီအကောက်ကပြုတ်တဲ့ပြုတ်အဓိကခင်ဗျာအဲ့ emotion နဲ့ mindset တွေလူတွေပေါ်မြင်နေအားလုံးကိုဖျောက်ထားပါခင်ဗျာစီးပွားရေးလုပ်နေတဲ့လူတယောက်ခင်ဗျာစီးပွားရေးလုပ်နေတဲ့လူတယောက်ခင်ဗျာစီးပွားရေးအကြောင်းကိုပဲခင်ဗျာအာရုံစိုက်ခင်ဗျာလုပ်နေတဲ့အလုပ်ပေါ်ကိုပဲအာရုံစိုက်ပါတချို့တွေအလုပ်ပေါ်လုံးဝအာရုံမစိုက်ဘူးသူများတွေကိုပဲ like ကြည့်တယ်အဲ့သူများတွေ like ကြည့်တယ်တနေ့သူ TikTok ကြီးဆော့ TikTok ကြီးကြည့်လိုက် TikTok လေးကြည့်လိုက်တည်းမှာ YouTube လေးကြည့်လိုက်ပြီးလို့ရှိရင် trading လည်းလုပ်ချင်မှလုပ်တယ်ပတ်စံထည့်ရလဲရလားဆိုမရဘူးအဲ့လိုမျိုးခါမျိုးရှိတယ်အဲ့တော့ maybe ကျွန်တော်ပြောပြီးစင်ကျင်ပါဒီနေ့ကစပြီပေါ့နော်ခင်ဗျားတို့ဗလိန်နာကြီးပဲလုပ်နေတဲ့ခင်ဗျားစင်ကျင်သိနေပြီနော်ဗလိန်နေတယ်ဆိုလို့ရှိရင်ကိုယ့်ကိုပြန်မေးကြည့်လိုက်လူမိုင်းနဲ့ငွေအတူမနေဆိုအဲ့ဒါမျိုးနော်အဲ့တော့ဘိုင်မှာ